တရားတယောက်ရဲ့သက်တမ်းဟာ3ဂရီနဲ့6တန်းကြာတယ်အဲ့ဒီနှစ်ပေါင်း3ဂရီနဲ့6တန်းမှာလောဟကုန်ပြီးငရဲရဲ့တရက်ပဲရှိသေးတယ်သဘောပါသလားအဲ့တော့ခုနငရဲကန်းတစ်ခန်းကိုကြော်ဖြတ်ဖို့လွယ်မလားအခုဦးစင်းကပါဇက်ကလေးနဲ့လွယ်ကူပြောသွားတော့တစ်ခန်းပြီးတစ်ခန်းကြော်သွားလိုက်တာမြန်လိုက်တာတကယ်တော့ဟိုမှာကနှစ်ပေါင်း3ဂရီ6တန်းကြာမှငရဲသက်ကဘယ်လောက်တရက်ဒါတောင်အပေါ်ဆုံးငရဲအဲ့ဒီကနေအောက်ဆပွားသွားလိုက်ရင်အောက်ငရဲတွေမှာခန္ဓာရည်ရှိစရာအကြောင်းမရှိတော့ဒါမို့အဝိစိငရဲဆိုတာအဝိစိဆိုတာကအောက်ဆုံးတက်ကငရဲသူ့ငရဲသက်တမ်းကိုကဘာနဲ့တွက်ရတယ်ရှင်းသလားဒါမို့အဝိစိငရဲရောက်သွားပြီဆိုရင်ကဘာပြက်သွားရင်အဝိစိငရဲကြခံနေတဲ့ပုဂ္ဂိုလ်တွေကမလုပ်ရတော့ဆိုတော့တခြားကဘာပြောင်းခံရတယ်တခြားထောင်ပြောင်းခံရတယ်လို့ပဲရှင်းသလားကြည်ရောကျင်တတ်သလားဒါဖြင့်ဒါတွေဟာကြောက်အောင်6လန့်နေတဲ့တရားတွေလားတကယ်ရှိနေတဲ့တရားတွေလားဘသူကိုယ်တိုင်ဟောခဲ့တာဒါဖြင့်မြတ်စွာဘုရားတရားကိုတန်ဖိုးထားတယ်မထားတယ်အဲ့တော့ယမမင်းကြီးကဓမ္မတမန်တရားတမန်ဘယ်နှယောက်လွတ်ထားတော့9ယောက်တွေ့တိုင်းမှာတန်ဝေကယူပြီးတော့လွတ်အောင်အားထုတ်ဖို့သင့်မသင့်အဲ့တော့ခုခင်ဗျားတို့ပြိုအိုခန္ဓာထဲမှာရှိနေတာယုတ်တရားနဲ့အဲ့ဒီယုံနာခန္ဓာမှန်သမျှဟာမြဲသောတရားတွေလားမမြဲသောတရားတွေလားကိုယ်ရောပိုင်ရလားအဲ့တော့ကိုယ်ခန္ဓာကိုကြည်စမ်းယုတ်ကြည်နံကြည်တော့တနေ့ပြီးတနေ့ပြိုလာသလားအိုလာသလားအိုပြီးရင်နာမလားမနာဘူးလားမနာမဲ့ပုဂ္ဂိုလ်မရှိဘူးအခုနေ့တိုင်းကိုခင်ဗျားတို့ဆာနာဗိုက်စားတယ်ဆိုပြီးဆာနာမပေါက်ဘူးလားဒါလည်းနာတာပဲရေချိုးကျင်လာပြီပူလာပြီလောင်လာပြီချွေးတွေနဲ့ဒါလည်းအနာပဲနေ့စဉ်ဒီအနာတွေမကုနေရဘူးလားကျင်တတ်ကြလားအဲ့တော့အိုခြင်းဒုက္ခရှိမရှိနာခြင်းဒုက္ခရောနာပြီးရင်သိမယ်ဆိုတော့ခင်ဗျားတို့ကသင်္ချိုင်းကုန်းရောက်မှသိတယ်ထင်နေတာတကယ်တော့အခုခင်ဗျားတို့ကျုပ်တို့မှာအချိန်ပြည့်ဒီယုံနာနှစ်ပါးဖြစ်ပြီးပြည့်တယ်ဆိုတာတကယ်တော့မွေးပြီးတော့သေးနေတာမွေးလိုက်ကဲကြည့်ကြားလားဘယ်သူကြားတော့အခုအားလုံးအသီးသီးမကြားဘူးလားကြားတယ်နော်ဘယ်သူကြားတော့ဘယ်ကကြားရှိသေးလားခုနလက်ခုပ်တီးတဲ့တန်ရှိသေးလားအဲ့ဒီလက်ခုပ်တီးတဲ့တန်ကြားလိုက်ရတဲ့ပုဂ္ဂိုလ်ကကြားလိုက်တာဟာငါသူတစ်ပါးယောက်ျားမိန်းမကြားတာမဟုတ်ဘူးယုတ်တရားနဲ့ကြားနေတာကယုတ်ကြားမှန်သိတာကနာကြားနေတဲ့ယုတ်ကနာကကြားတယ်ဟုတ်တယ်နော်သိတာကစိတ်ကသိတယ်ဟုတ်ပြီနော်အဲ့ဒီကြားမှန်သိလိုက်တဲ့ယုတ်နံလေးကကြားပြီးတာနဲ့ဘယ်သွားလဲယုတ်နံဆိုတာခန္ဓာ၅ပါးခန္ဓာ၅ပါးကနားမှာကြားစိတ်ကလေးပေါ်တော့နားမှာခန္ဓာ၅ပါးပေါ်တယ်နားမှာပဲခန္ဓာ၅ပါးပြတ်သွားတယ်ဒီတော့ဒီနေရာမှာဥတုမင်္ဂလာကြားတယ်ဆိုရင်ဥတုမင်္ဂလာကြားစိတ်ကလေးပဲမှာပေါ်တော့နားမှာပေါ်ရင်အဲ့ဒီနားမှာဥတုမင်္ဂလာပေါ်တယ်ဥတုမင်္ဂလာနားမှာမွေးတယ်အဲ့ဒီကြားစိတ်ကလေးကဖြစ်ပြီးရင်ပြတ်သွားတော့ဥတုမင်္ဂလာနားမှာမွေးပြီးတော့ဥတုမင်္ဂလာနားမှာပဲပြန်တော်မူသွားတယ်ဘုန်းကြီးဆိုတော့ပြန်တော်မူတယ်လို့မှာပေါ့သဘောပါသလားဒါတော့လူဆိုရင်ဒါလူလို့ပြောရမှာဟုတ်ဘုန်းကြီးကြတော့နားမှာမွေးပြီးနားမှာပြန်တော်မူသွားတယ်ဘုန်းကြီးပြန်လှုပ်လိုက်ရသေးလားရှင်းသလားတကယ်တော့အဖန်ဖန်မွေးငရဲသားဆိုတာလည်းဒီတိုင်းပဲခေါင်းဖြုတ်ဖြတ်ချလိုက်သေသွားတာပဲသူလဲဒါပေမဲ့သေပြီးတော့တခါခေါင်းပြန်မဆက်ဘူးလားအခုလည်းမင်းတို့နားမှာမွေးပြီးနားမှာကြားစိတ်သေပြီမဲ့ဥတုမင်္ဂလာဒီမှာဒီကိုကောင်ကြီးပြန်တော်မူပြီလားမမူသေးဘူးငုတ်တော့ဆိုနောက်စိတ်တစ်စိတ်အစားထိုးနေလို့ဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ပြန်ပြောပြန်ပြောဒီတော့မွေးလိုက်သေလိုက်အစားထိုးလိုက်ပြန်ပြောပြန်ပြောဒါဖြင့်သင်္ချိုင်းကုန်းရောက်မှသေတာလားအချိန်တိုင်းသေနေတာလားအေးအဲ့ဒီအသေးလေးမင်းတို့မြင်ရင်လွတ်တော့မှာရှင်းလားခက်တာမဟုတ်ဘူးအမြဲသေနေတာလေးသိနေရင်ဟုတ်သားပဲမနေ့ကငါတို့ဒီနေ့ရှိသေးလား
အခုမနေ့ကတရားလာနာတဲ့ယုံနာအခုဒီပလင်ပေါ်မှာတရားဟောနေတာဘာလို့လဲဘုသူမင်္ဂလာဘာလို့လဲပြောသိကြတယ်နော်ဒါပြင်အခုဟောနေတာမနေ့ကဘုသူမင်္ဂလာလားဟမ်ဘယ်ရောက်သွားလို့ဒီယုတ်ကြီးမဟုတ်လားဟမ်ဒါပြင်ဒီယုတ်ကမနေ့ကယုတ်လားမနေ့ကယုတ်ကဘယ်ရောက်သွားရှင်းတယ်နော်ကဲဒါပြင်ငါမနေ့ကမဟုတ်ဘူးဆိုနင်တို့အောင်ငါမနေ့ကလူတွေဟုတ်သလားမနေ့ကလူတွေဘယ်ရောက်ကုန်မလို့သေးကုန်ပြီတကောင်မှမရှိတော့ဘူးရှင်းလားအဲ့တော့ तू ကမလို့မြင်မြင်ချင်းလေးချစ်မိတာမမြင်ရရင်ကိုမနေနိုင် तू ကဟိုအတူဝချသွားပြီကိုကမသိလိုက်ဘူးသဘောပါလားအဲ့ဒါနဲ့နင်တို့ဒုက္ခရောက်တာမလားတကယ်တော့ဒီယုတ်ဒီနာမြဲသလားအခုကိုမြင်လိုက်တဲ့ယုတ်ကအခုပြတ်သွားပြီအခုကြားလိုက်တဲ့ယုတ်ကအခုကြားပြီအခုကြားစိတ်ကလေးပဲကြည့်လေဖြစ်ပြီးတော့အဲ့ဒီဖြစ်ပြီးပြတ်သွားတာလက်ခုပ်တန်လားကိုဘဝလားဘဝကြားလိုက်တဲ့ယုတ်ကြားလိုက်တဲ့နှံဖြစ်ပြီးတော့ဒီနာမွေးပြီးနာကတရားနာဉာဏ်ကခန္ဓာလဲကိုယ်ခန္ဓာလဲထည့်ထားတော့အခုယမမင်းစစ်ခန်းဆိုတာယမမင်းစီကလွတ်ချင်ရင်ဒီတရားသိမှလွတ်မယ်အခုငါတို့ကအသေးလွတ်ကြောင်းတရားဟောရမှာဟုတ်ပါသဘောပါသလားအဲ့တော့ယမမင်းစီသွားကြမလားလွတ်အောင်ယုံမလားကျင်တတ်တယ်နော်လွတ်အောင်ယုံတော့မယ်ဆိုကြည်စမ်းကြားစိတ်ကလေးပေါ်ပြီးတော့ကြားနေတာဘယ်သူကြားတာတော့ကြားလားဘယ်သူကြားတာအဲ့နားကကြားစိတ်ကလေးကကြားတယ်အဲ့ဒါငါကြားတာလားသူကြားတာလားကြားရတဲ့သဘောကအဲ့ဒါရှင်းပြောရင်ကြားတဲ့ယုံနဲ့ကြားတဲ့နာဟုတ်ပြီနော်ကြားနေတာကယုတ်ကြားမှန်းသိတာကနာငါမဟုတ်သူမဟုတ်နာနဲ့ယုတ်ကြားယုတ်ကြားနာဟုတ်ပြီနော်ကြားတဲ့ယုတ်နဲ့ကြားတဲ့နာဒီယုတ်နာလေးဟာဖြစ်ပြီးတော့ဖြစ်သွားတယ်ဆိုတာနားမှာကြားရင်နားမှာပြက်တယ်နှာခေါင်းမှာနှမ်းရင်မျက်စိမှာမြင်ရင်မြင်စိတ်ကလေးလည်းမြင်ပြီးရင်ကြားစိတ်ကလေးလည်းကြားပြီးရင်ကဲလောကမှာဒါဖြင့်ဘာမြဲတော့ကိုယ်တဏ္ဍာမှာရှိနေတာဘာမြဲတော့အမြဲတမ်းဖြစ်ပြီးတော့ဒါဖြင့်မနေ့ကယုံနာနေတို့ရှိသေးလားမနေ့ကအတာထားလို့ခုနကယုံနာအချိန်ပြည့်မွေးပြီးချိန်ပြည့်သေးအခုမွေးဒါဖြင့်ဒုက္ခနာကိုကြီးကသူ့ပါလားအာသူပါလားအေးနေ့တိုင်းရေချိုးပေးနေရတာမျက်နှာသစ်ပေးနေရတာအဲ့ဒီအာတုပါတွေဆေးနေရတာခမညာခုမင်းတို့ယုံနံတွဲနေသေးလို့အုပ်စော်မနံသေးတာယုံနံကွဲသွားပြီဆိုတာနဲ့3ရက်ထားရင်ရှင်းလားဒါဖြင့်ဒုက္ခနာမှာမြဲတာမရှိတယ်အဲ့တော့မမြဲတဲ့ခန္ဓာကိုယ်ကြီးတွေလောဘဒေါသမောဟအာကုသိုလ်တွေနဲ့လှုပ်ရှားနေတာ၊ကင်စားနေတာတန်ရင်လားကျင်တတ်တယ်နော်အခုမင်းတို့နိုင်ငံခြားမှာထွက်ပြီးလှုပ်ရှားကြတဲ့ပုဂ္ဂိုလ်တွေဦးဇင်းကဂုဏ်ယူပါတယ်ဘာလို့ဆိုတော့ကိုယ့်လူအားကနဲ့ကိုတမန်အာဇီဝနဲ့စားရတဲ့ပုဂ္ဂိုလ်ကများတယ်များတော့ဒါအာကုသိုလ်မနေဘူးလားအဲ့ဒီအာကုသိုလ်နဲတဲ့ဘဝမှာအာကုသိုလ်နဲနဲ့နိဗ္ဗာန်ရောက်အောင်လှုပ်လိုက်ရင်ပုံမကောင်းဘူးလားအေးမြန်မာနိုင်ငံမှာကြံခဲ့တဲ့လူတွေတဲ့မင်းတို့ကတာတယ်ဟုတ်ပြီနော်အဲ့တော့တာနေတဲ့ဘဝမှာမိရော့နေကြမလားလွတ်အောင်ယုံကြမလားယုံမယ်ဆိုလွတ်နိုင်မလွတ်နိုင်တရားခက်သလားဘယ်သူစီမှာရှိတော့အခုကိုစီမရှိဘူးလားကြောက်လားအားလုံးဒီကြည့်တာဟိုကြည့်ဒီကြည့်မကြည့်နဲ့ဟိုနောက်ကဟာတွေအမလီလမ်းလျှောက်လာတဲ့လူသွားကြည့်လို့နေလို့ဒါပဲရ